ကျွန်တော်အမေရိကန်ရောက်ကြာပြီကျွန်တော်ရီပတ်ဘလစ်ကိုကြိုက်လို့ဒေါ်နယ်ကိုမဲပေးလိုက်တယ်ဒေါ်နယ်တအားကြိုက်တယ်ဒေါ်နယ်ကိုမဲပေးလိုက်တယ် ကျွန်တော်နာမည်ကမင်းကဖြစ်ပါတယ်ခုလက်ရှိကျွန်တော်နေနေရတော့Long Island မှာနေတာဖြစ်ပါတယ်ခုကျွန်တော်ကနေပြီးတော့ဒီကျွန်တော်ရဲ့ချစ်ကိုကြီးကိုဟွာပေါ့ story လေးပေါ့နော်ဟိုမှာသူဖြတ်တန်းနေတဲ့သူစပြီးတော့လှုပ်ရှားနေတဲ့ဥပမာနိုင်ငံတကာတွေကိုစပြီးတော့လှုပ်ရှားနေတဲ့ဖြတ်တန်းမှုတွေကိုကျွန်တော်တို့ကဒီနေ့အနေနဲ့တင်ဆက်မှာဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ကျွန်တော်တို့အများကြီးဖြစ်ပါခင်ဗျာကျွန်တော်နဲ့သူများအခုအလုပ်မှာသူလုပ်ကြပါတယ်လောင်းရင်လည်းမလုပ်ပါနဲ့နော်ဟယ်လိုမင်္ဂလာပါချစ်ကိုကြီးမင်္ဂလာပါငါညီရဲ့ချစ်ကိုကြီးအခုလောင်းရင်လည်းမှာနေရတာချစ်ကိုကြီးနေနဲ့ပျော်ရွှင်မှုတွေရှိရလားပျော်တာပေါ့ညီကဒီလိုပဲပေါ့ဘဝအတွက်ရှာကြဟုတ်တယ်လားငါညီချစ်ကိုကြီးကဒီလောင်းရင်လည်းမှာမလုပ်ဟိုဒီလောင်းရင်လည်းမှာမရောက်ခင်မှာချစ်ကိုကြီးကဒီဥမာပေါ့နေရောက်မှာနေရောက်မှာဖြစ်ဘေးမှာဖြစ်ချားနေရနေမှာချစ်ကိုကြီးဘယ်လိုမျိုးဘဝဖြတ်တန်းနေတယ်ဘယ်လိုမျိုးလောက်ကန်နေတယ်ညီလေးကို share လုပ်ပါညီကဒီလိုပဲပေါ့လူဘွားဆိုတာတက်လာအစင်မြော်နေကြတာပေါ့လူမျိုးနဲ့လာတွေ့တော့တဲ့အစင်မြော်ပြီးခံပြီးလှုပ်ရှားတာပေါ့ဝိုင်းရေးတော့ငွေရှားတာဟုတ်တယ်ငါညီချစ်ကိုကြီးရောက်မှဒီလောင်းရင်လည်းမှာမလုပ်ခင်မှာဒီတခြားဘေးနေရာမှာလုပ်ခဲ့တာပေါ့ကိုကညီရောမှလည်းလုပ်တယ်အခါတလေတထေးမရဲ့ညွှန်ကြားသွားပြီးလုပ်ပြရအောင်ငါညီဒီရဲ့ကုမ္ပဏီကများတာဟုတ်ဆိုင်တွေကများတော့လုပ်ပြရအောင်ငါညီအခုလိုမျိုးချစ်ကိုကြီးနဲ့တွေ့ရတာညီလေးကရန်ဝမ်းသာတယ်။ချစ်ကိုရထားပါတော့ဒီနယူးယောက်မှာမဟုတ်ဘဲနဲ့အမေရိကန်မှာမဟုတ်ဘဲနဲ့တခြားနိုင်ငံတွေမှာချစ်ကိုဘယ်လိုမျိုးတွေဖြတ်တန်းပြီးတော့ဘယ်လိုလုပ်လာလဲဆိုတော့ညီလေးကိုလည်းသိအောင်လို့နည်းနည်းပါပြောပြအောင်။ကိုနေစင်ကူမှာ9နှစ်လောက်လုပ်ခဲ့တယ်။ဒါလိုပဲစင်နေတဲ့လုပ်ကိုရုံးကလှုပ်ရှားတာပေါ့ဝါပါမနဲ့လုပ်တယ်။လုပ်မျိုးတုံလုပ်ခဲ့တယ်ပြီးတော့ကိုရီးယားထပ်သွားတယ်။ကိုရီးယားမှာလည်း9နှစ်လောက်လုပ်ခဲ့ရတယ်ညီ။ပြီးတော့မှစင်ကူပြန်လာစင်ကူရောက်မှဒီပေါက်တို့ဒီဘက်ကိုရောက်ချလာငါညီ။အဲ့လိုလား။ချစ်ကိုစင်ကူမှာနေတော့ကျတော့ချစ်ကိုရဲ့ဟိုမှာပေါ့ပျော်ရွှင်မှုတွေလို့နောက်ကျရင်နောက်ကျချစ်ကိုကြီးကနေပြီးတော့စင်ကူမှာဘဝလိုက်လက်တွဲပေါ်ပြည့်လိုက်ပျော်ရွှင်မှုတွေလို့ချစ်သူကောင်မလေးကချစ်ကိုတွေ့ခဲ့တာမတွေ့ညီကမိဘအတွက်ရှာဖွေတော့တယ်ကိုဘဝဆင်းရဲတော့တို့ပဲရုန်းကန်ရပါပေါ့ချစ်ကိုရှာမလဲဟာပေါ့ဘယ်လိုဖြစ်လို့ချစ်ကိုရဲ့စင်ကူမှာမနေဘဲနဲ့ကိုရီးယားဘယ်လိုဖြစ်လို့ရောက်သွားတာချစ်ကိုဒီလိုပဲတန်ငယ်ချင်းတော့နေပြီးတော့ information ပေးနေအမှလေးဘာမှပြန်ပြီးတော့သူ့ကုမ္ပဏီကနေပြီးတော့ကိုရီးယားဆက်သွားတာပေါ့ဒီလိုပဲဟာအဲ့ချစ်ကိုရမှာစင်ကူနဲ့ကိုရီးယားနဲ့ဒီပွားချမှုတွေလို့နောက်ကျတော့ချင်းသူ့ရဲ့လောက်ရတဲ့ light တွေလို့ချစ်ကိုရနည်းနည်းညီလေးကို share လုပ်ပေါ့ညီကစင်ကူမှာကြောက်ရာသီသူကောင်းတယ်ပူတယ်ဗမာပြည်လိုပဲကိုရီးယားကြတာအေးတယ်ကိုရီးယားကြနည်းနည်းလေးအလုပ်ကန်ကြမ်းတမ်းတယ်ပေါ့ကိုရီးယားတွေကနည်းနည်းမရိုင်းနေတော့ဆိုတာရစားသူကလှုပ်ရှားကြုံကြဟုတ်တယ်အဲ့မဲ့ကိုရီးယားကကျတော့ဒီရုပ်ရှင်ထဲမှာကြည်တာကျတော့အရန်လှပါတော့လှတယ်သူတလှဟိုမှာတောင်တန်းနေပြီတော့နှစ်ဆိုင်ကတော့တောင်တန်းနေနေများတာဟိုသူစင်ကူကြောက်နေလို့ကောင်းတယ်ဗမာပြည်အများကြီးရှိတယ်တနေ့ကပဲရကြဆုံကြအောင်ညီဟုတ်ပါချစ်ကိုရစင်ကူရောကိုရီးယားရောအဲ့ကစင်ကူရဲ့အတွေ့အကြုံကိုရီးယားအတွေ့အကြုံဒီအမေရိကန်နဲ့ရှင်ဘယ်ကနေပြီးပိုကောင်းဘယ်နိုင်ငံပိုကောင်းအာရှနိုင်ငံပိုကောင်းမှထင်တယ်အမေရိကန်မှာကျတော့နည်းနည်းလေးလူတွေအတ္တတွေကြီးတယ်တယောက်နဲ့တယောက်မနာလိုမှုတွေများတယ်ပေါ့ညီအဲ့လိုလားရှိတယ်စင်မှာကြတော့စင်ကြည့်တယ်ဗမာတွေကစီယုံနဲ့တယောက်နဲ့တယောက်တွေ့ကြပြူတာလွယ်တာပေါ့အမေရိကန်မှာကြဝေးတော့တယောက်နဲ့တွေ့လို့လေဦးလေချက်ကူရဆိုချက်ကူကြိုက်တာကဒီအာရှနိုင်ငံစင်ကူနိုင်ငံပိုကြိုက်တယ်ပေါ့စင်ကူပိုကြိုက်တာညာစင်ကူကနေလို့အဲ့တော့ချက်ကူရစင်ကူမှာကျတော့9နှစ်လောက်ပဲနေတယ်လေဒီအမေရိကကျတော့ဘယ်နှစ်လောက်ရှိပါလဲအမေရိကန်မှာ10နှစ်ကျော်12နှစ်ရှိနေပြီဒီလိုတော့ညာချက်ကူကန်ကျိုးပေးပြီပေါ့အေးရောအခုလိုမျိုးညီလေးကို sharing လုပ်ရတဲ့ကြောင့်အများကြီးကျေးဇူးတင်ပါတယ်တော့ဘယ်လိုမျိုးနဲ့ရောက်လာတယ်အခုကွာဒီကဒီလိုပေါ့ DV ရှောင်းနေ DV အောင်8ခေါက်လောက်ရှောက်ရတယ်ညီတော့ပေါက်ချလာတယ်ပေါက်တော့လေဒီရောက်တော့10နှစ်ကျော်ပြီးတော့ညီ10နှစ်ကျော်9နှစ်လောက်ကိုတခါတည်းအပြီးနေပြီးတော့စစ်စစ်ဖြေရတာပေါ့ချစ်ကိုရမို့ဒီဘီပေါက်တဲ့ခါကျတော့ချစ်ကိုရဒီအေးပေါ့ညီအခက်ခဲတွေဘယ်လိုမျိုးရှိတော့ဒီပေါက်ပြီးတော့လောက်ရတဲ့ဒီပေါက်တော့လေတင်တဲ့အခါမှာ10ခေါက်လောက်တင်လိုက်တော့ပေါက်တော့စင်ကူရောက်နေပြီဆိုတော့ကိုမနဲ့အကုန်လုံးစားစားနဲ့ထုတ်ပြီးတော့ပထမဖောင်တင်ပြီးတော့အောင်မလာလင်ကိုကဗမာစင်ကူကနေပြန်ချလာဗမာရောက်မှအင်တာဗျူးဝင်တော့လည်းအခက်ခဲရှိတယ်သူကကောင်ဆယ်လာနေပြီးတော့မင်းက government ကနေပြီးတော့အဖေက government ဆိုကအလုပ်တော့မကြိုက်ဘူးဟာမင်းဘောလူဈေးရောက်နေဆိုတော့သူအဲ့နဲ့ဘာသာပြန်ပေးရနေပြီးတော့ရတယ်တဲ့အဲ့ဒါအခုဟာပေါ့သူကတောင်းတယ်ဗာလဲဗီဇာဝင်ဖို့အတွက်ကိုတောင်းတယ်ထောက်ခံတာပေါ့အခုကနေပို့ပြီးတော့မှတွားပြီးတော့တခါလေးတင်တော့ဒါတန်းချပြီးတော့ဂရိတက်ပေါ့နည်းနည်းတော့ခက်ခဲအဲ့တော့ခက်ခဲတော့ရှိတာပေါ့ညီကဒီလိုပဲပေါ့အခုအမေရိကရောက်တာကျချစ်ကိုရဘယ်နှစ်ရှိသွားလဲအခုဆို12နှစ်လောက်ရည်ကြီးအခုစီတီဖြစ်သွားတယ်လေစီတီအခုစရောက်ချင်းမှာချစ်ကိုရဘယ်ကိုရောက်လာလဲရှောက်နီးယောက်တခါတန်းလာတော့ပါပဲအခုလာနီးယောက်ဘယ်မှာနေရအောင်နီးယောက်အခုအိမ်မှာပေါ့ ဘ
Brooklyn မှာနေတယ် ။အော်အချက်ကိုရဆိုလို့ချင်းဒီမှာအကူဒီပါရှိရဆိုတော့ အဲ အဆင်ပြေတာပေါ့ အဆင်ပြေတော့ အခန်းကြီးတော့အဆင်ပြေ ပေါ့ ။အော် ပြီးတော့တခါ အဲ့နယူးယောက်မှာဘယ်နှစ်နှစ်လောက်နေခဲ့ ဒီတော့မှလက်ရှိအခုလက်ရှိနေတော့မှ12နှစ်လောက်ရှိနေပြီ ။အော် ဒီလိုပဲဒီလိုဟာဒီလိုပဲနေရပဲ ဒီမှာနယူးယောက်မှာနေတာဆိုတော့ချက်ကိုရဘာဖြစ်ဟိုပေါ့လိုက်ရှိတာပေါ့ပျော်စရာဖြစ် ပြော တာ တယ်တော့ရှိတာပေါ့ ။အော် နေဘက်ကျနည်းနည်းလေးတော့ကားလေးပါမောင်းတက်မှရတာဟုတ် အမေရိကမှာဒီမျိုးရေချေရက်တည်ဖို့ကြတော့ချက်ကိုဘယ်လိုမျိုးတွေနဲ့ဟိုဟာလေလိုက်ဘယ်လိုမျိုးတွေလုပ်ရင်ပိုကောင်းမလဲ ဒီပေါ့လက်တော်ကတော့ဗမာတွေတော်တော်များတော့ဆူရှီလောက်ကြပေါ့အလုပ်လေးပေါ်တယ်ဝက်ညီ ။ က အော် စင်ပြီးတော့လောက်ကြတော့စင်ပြီးပါတယ်တော်တော်များဆူရှီလောက်ကြတယ်လေ ။အော်ဆူရှီလုပ်မယ်ဆိုလို့ချင်း ပေါ့စင်ပြီးတယ်ပေါ့ညီ ဘောကတော့ဒီလိုက်တော့ဆင်ပြေ လိုက် တာ တော့စင်ပြီးတယ်ညီတို့ ။ ပေါ့ အော် ဟုတ်တယ်ဒီလိုပဲဟိုပါပဲ ချက်ကိုရဆိုလို့ချင်းဒီမှာပထမတော့ဒီနယူးယောက်မှာ ဒီ နေပြီးတော့တခြားနေရာတွေချက်ကိုဘေးမှာဘေးတွေကိုရောက်ဘူးလေ။ဘေးတွေကိုရောက်ပြီ တခါတည်းတော့လည်းကနေဒါပဲသွားလိုက်တာပေါ့ ။ကနေဒါတွေပါရောက်တာလား နိုက်ကရာဖော်သွားလေတယ်ပြီးတော့ဟာဝိုင်နဲ့သွားလိုက်တဲ့တကယ်ချင်းဆရာဝန်ရှိတယ် ဟာဝါဒီဆိုတကယ်နာမည်ကြီးပဲ 6တောင်ရှိတယ်တော်လှသူရတော်လှဟိုတကယ်ချင်းဆရာဝန်နဲ့သူလာကြိုပေးတယ်ပြီးတော့သူကားပေးတယ်ကားသူ့ကိုကားတစ်စီးပေးတာကို2ရက်လောက်ကားတခြားမောင်းကားမောင်းတော့ဆင်ပြီးတော့ဒီမှာ license တွေမှာရှိတာမှာဆင်တယ်ကားတွေပါမောင်း အဲ့ဒါဟိုဟာချက်ကိုပြောလို့အမေရိကန်မှာလိုင်စင်ရှိတယ် ဒီပေါ့ ရှိတယ်ဆိုလို့ချင်းဘေးမှာရောက်ကားငါးပြီးသွားမယ်ဆိုလို့ license ချင်း credit ကလည်းရှိပူစီပြောရင်ဟုတ်တယ်လား အာ ဒီလှုပ်ရှားဘဝဒီပဲရုံးကန်ကျိုးထားတာဟုတ်တယ်လား အာ ခုလက်ရှိတမန်တော်နဲ့ဆွမ်းတာဆောင်းအောင်ကောင်းတာသူက ဟောချက်ကိုရအခုမှ citizen ဖြစ်တယ်ဆိုတော့ချက်ကိုရဘယ်ုံမဲပေးထားလဲ အာဒေါ်နယ်ထရန့်မဲပေးအခုတမန်ကြီးကို အော်ဒေါ်နယ်ထရန့်ကတော့အခုချိန်မှာ popular ဖြစ်တယ်လေ ဘာအခုတမန်ကြီးဆောင်းအောင်ကောင်းတာဟုတ် အာ ဘာလို့မဟုတ်မခံလေ အခုဆိုပြောတယ်ပါတော့ဒေါ်နယ်ထရန့်က อืม ဟို citizen တွေကို9000ပေးမယ်လို့3000ပေးမယ်ပြောချက်ကိုရအဲ့လိုမျိုးတွေရော အာပျော်တယ်မမျော်လင့်ပါဘူးသူပေးတော့ယူရဟုတ်တယ်လား ဟဲ့လား ဒီလိုပဲဟောငါကြီးဟုတ်တယ်လား ဒါပေမဲ့သမနာနေပြီးတော့မှကလေးတွေရှိမှပေးမယ်ဆိုရင်ချက်ကိုဘယ်လိုလုပ် အာခလေးပြီးတော့ခလေးရှာရမှာဟောညဟုတ်တယ်လားဟုတ်တယ်လား ကလေးရှာ ခလေးရှာရမှာမတန်နိုင်ဘူးလေ ကလေးရှိမှပေးမယ်ဆိုကလေးရှာလို ခ က် လေးရှာရမှာမတန်ဘူးပျော်တယ်ကြီးပေါ့အဲ ဒါပေမဲ့ချက်ကိုရဆိုလို့ရှိရင်တော့လက်ရှိသမနာကိုချက်ကိုရသဘောလဲကြလဲကြိုက်နေတတ်တယ်ပေါ့နော် ဟာတမန်ကရေးချည်တယ်သူကနိုင်ငံကဘာကြီးအုပ်ချုပ်နေဟုတ်တယ်လားပြီးမှပြီးတော့နံပါတ်1 အခုကျွန်တော်ကြားလိုက်တယ်ပါလေ တော့ ဒီပါကစ္စတန်နဲ့အိန္ဒိယမှာစစ်ဖြစ်မဲ့အရေးကိုသမနာကနေပြီးတော့ဝင်ပြီးတော့ပြင်ရှင်းပေးတဲ့အခါကျတော့အခုစစ် ဟော ရစ်တန်သွားတယ်ဆိုတော့ကြောင့်အဲ့ကျွန်တော်သတင်း ဟုတ်လား ဖတ်မိတာပေါ့ဒါဟုတ်လားမဟုတ်လားကျုပ်ကကျွန်တော်ချမ်းမသိ ဟောသူ့အနေနဲ့တော့ဘာရောကပတ်နံပါတ်1ဟာလားပြီးမှပြီးတော့သူဩဒါနာရှိမှာဟုတ်တယ်လား ဩ तू ကဓာတ်ရနဲ့ဖြည့်ပြီးတော့ဟိုဖြည့်ပြပေးမယ်ထောက်ရပေးမယ်ဆိုလို့ရှိရင် तू ကအဆင်ပြေတဲ့နီးတွေရှိတာပေါ့ အာသူကတကယ်နံပါတ်1ကိုအုံနောက်ကြီးတယ်ဟုတ်တယ်နံပါတ်1ဒီကဘာကြီးမှအရာသူအဆိုဟုတ်တယ်ညာ ဒါပေမဲ့ကျွန်တော်ရင်တော့ကြားဘူးတော့ဒီဒေါ်နယ်တော့သမနာကပါတယ်ဟိုဟာလေမော်ဒယ်တွေလို့တကယ်မွေးထုတ်တယ်ပေါ့ညာရင်တော့ရှိခဲ့ရတာ ဒါကြတယ်လို့ပဲလေရှောက်ပြောတာပါသူကမနာလို့လို့ အော်လို့လား အောင်လာရတာသူပဲအမေရိကန်ပါလေ အမေရိကမှာတော့နော်ကာလကကျရင် ဒီလိုပဲပေါ့ ဟုတ်တယ်အချိုကြီးလေးတောက်ပြီးတော့နော်စိန်ကြနေရနော် ဟာတကယ်က live ဖို့ဟုတ်တယ်ညာကျွန်တော်အမေရိကန်ရောက်ကြာပြီကျွန်တော် Republican ကိုကြိုက်လို့ဒေါ်နယ်ထရန့်မဲပေးလိုက်တယ်ဒေါ်နယ်ထရန့်တအားကြိုက်တယ်ကဒေါ်နယ်ထရန့်မဲပေးလိုက်တယ်